Okay ပါအခုဆက်လက်ပြီးဒီဆိုရဲခံပေးခြင်းတဲ့တခြင်းလေးရတော့ဘဝတန်တရားလို့အမည်ရပါတယ်Why
ကျေးဇူးတင်ပါတယ်ရှင်ခုလိုမျိုးဓမ္မတပင်ကိုလာရောက်ပြီးတော့ဒီဆိုမှုကိုနားထောင်ပေးကြတဲ့ပရိသတ်အပေါင်းကိုသမီးရနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်